ဒုက္ခများကုန်မှာပေါ့ကွာ对ဒါဆိုရင်ငါအမေမသိကြအောင်လို့အရင်လုပ်လို့ပြောတာလားဟုတ်လားဖို့ချက်အေးဟုတ်တယ်အဲ့ဒီအန်ဒီယူသူများတွေမသိအောင်ခိုးတွေးမှဖြစ်မယ်ဒါမှမဟုတ်သူ့ရဲ့အတွေးကိုငါတို့စုံစမ်းမှဖြစ်မယ်ဟာမထူးကွာဒီညပဲငါအမေရဲ့ channel ကိုခိုးဝင်ပြီးတော့စုံစမ်းကြအောင်ကွာနော်အေးလေဟဲ့အောင်ဒါမဲ့ဘာလို့လဲသွားမှဖြစ်တယ်ငါတို့အဖေကိုမပြောတော့ဘူးကွာဆိုရင် तू တားနေဦးမယ်ကွာဒီကြော်လို့ဖြစ်ပါလားကွာအဆောင်ပါလေရှိရဆိုတော့ငါတို့ဘယ်လိုလုပ်ကြံကောင်းလဲဟဲ့ငါအမေများဖြစ်နေမှာမသိဘူးအေးမိမကြီးမျိုးကိုထိုင်နေရတော့ကွာတော့ကြည့်ကြမယ်အေးတော့ဒေါ်ကြီးပူကျမပြောမယ်နဲ့မပြောပြခဲ့ဘူးဒေါ်ကြီးပူရေအမလေးတည်ကြည့်နေရေညီမိဘလက်ထက်ထဲကငါအတူနေလာတာပါညီလည်းငါလက်ပေါ်မှာကြီးလာတာပါအေးအိမ်အောင်ကြတော့လေညီနောက်ကိုငါလိုက်လာတာပဲညီရဲ့အကြောင်းကိုခရီးစီတွင်းကြငါအကုန်လုံးသိတယ်ညီပါပြောခြင်းလဲပြောလွန်ခဲ့တဲ့ 3-4 ရက်လောက်တော့ကျမညတိုင်းလိုကိုကျော်လင်းကိုအိမ်မက်တယ်အနည်း20ကျော်မှာမောင်ကျော်လင်းကိုအိမ်မက်တယ်ဟုတ်တယ်ဒေါ်ကြီးပူရေကျမကိုပါပင်းပေါ်မှာဘယ်လောက်ထိအောင်သစ္စာရှိရဲဆိုတာဒေါ်ကြီးပူလည်းသိပါတယ်ဒါပေမဲ့အိမ်မက်ထဲမှာကိုကျော်လင်းဟာမျက်နှာလေးကညှိုးငယ်ပြီးတနာစရာကောင်းတယ်ပြီးတော့သူ့ဘေးနားမှာလည်းအသက်20ကျော်အရွယ်ကလေးလေးတယောက်ကပြည့်စုံပေးနေတယ်အဲ့ဒါကျမရဲ့သားလေးများလားရှိမယ်ဆိုရင်တော့မိသားလေးကအသက်20ကျော်တော့ရှိတယ်ဒါဆိုရင်ကိုကျော်လေးရဲ့ဘေးနားမှာပြည့်စုံပေးနေတာကျမရဲ့သားပဲဖြစ်ရမယ်ကိုကျော်လေးကတခုခုဖြစ်သွားခဲ့ကျမရဲ့သားလေးတော့ဒုက္ခရောက်ပါပြီဒေါ်ကြီးပူရဲ့သူ့ရဲ့ဘေးနားမှာအဖေလည်းမရှိဘူးအမေလည်းမရှိဘူးသူ့ရဲ့ဘဝကိုသူဘလို့လမ်းဆက်ရှောင်ပါလဲကျမမွေးရုံသားမွေးခဲ့ပြီကျွေးမွေးပြည်သူဆောက်ရှောက်ဖို့ကျမတောင်းပြခဲ့တာဒေါ်ကြီးပူရဲ့ညီတောင်းပြတာမဟုတ်ပါဘူးအေးကကြမကြောင့်ဖြစ်ရတာပါဒီကကြမရဲ့သားလေးရဲ့ဘဝကိုဒုက္ခရောက်စေခဲ့ရလားသားလေးအေးကြဖို့ဖြစ်လာတယ်သားလေးရဲ့ဘဝကဆိုးမှုမောင်ကြောက်ဖို့ဖြစ်လာလားရဲ့တော်ကျမတို့ပြောအောင်တော်ကြီးဘူးအဲ့ဒီတော့တွေးပုံနေပါနဲ့အေးအခုကအိမ်မက်မက်တာလေတကယ်ဖြစ်ချင်မှဖြစ်မှာပေါ့ဒီနေ့ခုချိန်ဆိုရင်မောင်ပါမင်းလည်းစာဖတ်ပြီးလောက်ပြီညီကိုမျက်ရည်တွေနဲ့တွေ့သွားရင်မကောင်းမျက်ရည်တုပ်လိုက်တော့သမီးလာအိမ်ထဲဝင်အောင်နော်光头，那个北边呢？谁盘没比来着？
ရှမ်းပြပါပြီကိုမျိုးကျော်အေးဟိုမှာမင်းညမလာနေမှာဟာဟုတ်တယ်ကွာအဲ့ဒါငါညမပဲအဲ့ဒါငါသွားခေါ်လာအောင်အေးတော်သူညမသူ့ကိုတော်တော်ချစ်တာနော်သူ့ကိုကလည်းသူညမကိုချစ်ပါလေဗျဟုတ်ပါလားမလေးလာလေကိုဒီအိမ်ကကိုအရင်တော့ကနေရအိမ်မဟုတ်ဘူးနော်ဟောအဲ့ကိစ္စညီမလေးကိုတော့ကိုပြောမပြရသေးဘူးရှင်အိမ်ကကိုတယောက်တည်းဆိုတော့အိမ်လာပေးရတာဈေးကြီးတယ်ညီမလေးရဲ့အဲ့ဒါကြောင့်မလို့ဟော်ရီယာတငယ်ချင်းနေနဲ့ပဲအတူတူနေအတူတူစားရင်အတူတူလှုပ်ကြတာပေါ့ညီမလေးရဲ့ဟုတ်တယ်ကိုအောင်ထုံးကကျွန်တော်တို့ຢာထဲမှာပဲအတူတူလှုပ်တယ်လေသူကအလုပ်ကြိုးစားတော့ကျွန်တော်တို့အတွက်လည်းအဆင်ပြေတယ်သူ့အတွက်လည်းအဆင်ပြေတာပေါ့ဗျာသူ့အတွက်နေကြတနေရာတော့ကျွန်တော်တို့အတွက်မထူးပါဘူးဗျကိုတကယ်ရောအဆင်ပြေရလားဟိုညီမလေးကိုအတွက်တစ်ခုခုအဆင်ပြေပါတယ်ညီမလေးရဲ့ယောက်ျားဆိုတာလှုပ်ရမယ်လေညီမလေးကလည်းကိုကတကွေးတခါရသမားမို့လားဘယ်မှာပဲနေနေဘယ်မှာပဲစားအဲ့ဒါတွေရှင်းမကြည့်ပါဦးညီမလေးကကဲညီမလေးနဲ့တွေ့တော့ကိုတို့ပြောစရာစကားတွေပြောကြမယ်ညီမလေးတော့ညီမလေးမိဘတွေနဲ့ဆင်ပြေရတယ်ပြေပါတယ်ဖေမမေတို့မှာသားသမီးချင်းမရှိဘူးဆိုတော့သူတို့ရဲ့အချစ်တွေကညီမလေးပုံမှာပဲအားလုံးစုပုံပြီးရောက်နေကြတာဝမ်းသာလိုက်တာညီမလေးကိုဘဝမှာလေကိုအဖြစ်ချင်ဆုံးညီမလေးချမ်းသာပါနေရဖို့အဓိကပဲသူတို့ကညီမလေးကိုအရန်ချစ်ကြတယ်ဆိုတော့တစ်ချိန်ကြရင်ဒီအမွေတွေကိုညီမလေးပဲရမှာလေအဲ့ဒီခါကျရင်ကိုသိပြောပါပြီညီမလေးအမွေကိစ္စတော့မပြောပါနဲ့ကိုရဲ့ညီမလေးအတွက်ကဖေမေတို့ရဲ့မေတ္တာသာအဓိကပါညီမလေးဆန္ဒဖေမေနဲ့သက်ဆုံးထိအတူတူနေသွားခြင်းတယ်ပြီးတော့ကိုရဲ့ဘဝကိုလည်းညီမလေးတနည်းနည်းနဲ့မြင့်တင်ပေးခြင်းတယ်ဟာညီမလေးကလည်းဒီကိုဘဝဆိုတာကိုထက်မပြောသမ်းပါနဲ့ကွာပြီးတော့ညီမလေးမိဘတွေကလည်းကြိုက်ချင်မှကြိုက်မှာဒီမှာကိုကြောင့်လေညီမလေးဘဝကိုအထိခိုက်မခံနိုင်ဘူးအခုလဲညီမလေးလာတာလူကြီးတွေရဲ့ခွင့်ပြုချက်မရဘူးဆိုတာကိုသိတယ်ခဲ့ပါညီမလေးပြန်တော့နော်ပြီးတော့ဒီကိုညီမလေးခဏလည်းမလာနဲ့နော်ကိုညမဝိုင်းလောက်တွေမပြောပါနဲ့မင်းဘောသူကအရန်ချစ်တာသူ့ဘဝလေးထိခိုက်မှဆိုလို့ဒီကိုခဏမလာခိုင်းတော့ဟာရဒီမှာဆုံးတော့တယ်မင်းအစင်မပြေမှန်းသိလို့သူတမင်ထားခဲ့တာဖြစ်မယ်မလေးမင်းအမေမှန်တေချာသွားပြီဆိုတော့မင်းအမေကိုတွေ့ဖို့မင်းအဖေနဲ့မင်းအကြောင်းကိုပြောဖို့အရေးကြီးလာပြီကွာဒါပေမဲ့ဘာဖြစ်လဲဦးလေးမန်မင်းအမေတို့ချမ်းသာကြွယ်ဝမှုကတိတ်ကိုကြီးမားတယ်ပြီးတော့မင်းအမေရဲ့ယောက်ျားဥပမင်းကလည်းအဆင့်အတန်းအရန်ခွဲတယ်မာနလည်းကြီးတယ်အဲဒါကြောင့်စင်စတော့လုံးမဖြစ်မယ်ကွာဟာဖေးရလေကို့မေကိုသွားတွေ့ရဘသူ့ကိုယူဆိုင်အောင်မလဲလာမင်းကိုကာဝယ်မှာပေါ့ဟာဖိုးချေဟာအမေဆိုတာမှန်ပေမဲ့တရားဝင်ရထားတဲ့သားမလာမင်းစိတ်မကောင်းတာမဖြစ်နဲ့ကွာ
ငါရှင်းအောင်ပြောမှမင်းနားလည်မှာ ပြောပါဦးလိမန်ဦးလိမန်စကားကိုအမြဲတမ်းနားထောင်ရမယ်လို့အဖေကမသိခင်ကစိုးမတွင်တင်ခဲ့တာပါကျွန်တော်ဘဝကိုကျွန်တော်နားလည်ပါတယ်ဗျာခံနိုင်ရှိအောင်လည်းကျွန်တော်ကြိုးစားနေပါတယ်မင်းအမေနဲ့မင်းအဖေဟာတရားဝင်လက်ထပ်ခဲ့ကြတာမဟုတ်ဘူးမင်းကိုသူ့သားလို့တတ်မှတ်လို့ရတဲ့တက်တည်ရှိဖို့တော့လိုတယ်အခုသူတို့မှမွေးစားသမီးတယောက်ကလည်းရှိသေးတယ်အဲ့ဒီမွေးစားသမီးကိုဥပမင်းကအရန်ချစ်တယ်လို့သူတို့အတိုင်းဝိုင်းကြားမှာပြောတယ်ကြားတယ်အဲ့ကြောင့်အမွေကိစ္စတွေပါလာရင်မင်းကတရားဝင်မဟုတ်တော့ပြဿနာပိုကြီးလာနိုင်တယ်အဲ့ဒါကြောင့်စင်စင်ဆာဆာလုပ်ဖို့ငါပြောနေရကျွန်တော်အမွေလည်းမမှတ်ပါဘူးဗျာကျွန်တော်အမေကိုပဲတွေးချင်တာပါကျွန်တော်ကူညီပါအောင်တော့ဦးလေးမန်ဒါဆိုလာမင်းသူ့မျိုးတူကိုကိစ္စကျွန်တော်ဘယ်လိုလုပ်ကြမလဲလာမင်းအမေရဲ့အထိန်တော်ဒေါ်ပူဈေးသွားလို့ရှိရင်မင်းလိုက်တွေ့ပြီးတော့မင်းမေရဲ့ဓာတ်ပုံကိုမင်းမေစီရောက်ဒေါ်ပူကနေတဆင့်ပို့လိုက်တနည်းအားဖြင့်မင်းအမေနဲ့တွေ့ရအောင်ဒေါ်ပူကနေတဆင့်ကြိုးစားကြတာပေါ့ကွာထုံးစံအတိုင်းရှမ်းခောက်ဆွဲစားဖို့လိုက်လာတာမဟုတ်လားကြီးပူကလည်းတမက်အစရရှမ်းခောက်ဆွဲစားဖို့လိုက်လာတာပဲဥစ္စာဈေးဝယ်တာတမီးမှမတက်တာကြီးပူဘာပဲချက်တမက်ကြိုက်ပြီးသားကြီးပူပဲသွားဝယ်တော့နော်ခောက်ဆွဲစားပြီးဒီမှာစောင့်နေနော်ကြီးပူလာခဲ့မယ်မစောင့်တော့ဘူးကြီးပူရဲ့တမီးမာလာစီကစောင်းငါထားသေးရဲ့စောင်းသွားယူအောင်မယ်ကြီးပူကိုပဲပြန်နှင်းတော့နော်အေးဒါဆိုကြီးပူပြန်မယ်နော်စောင့်တယ်မနေနဲ့ဟုတ်တော်ဟမ်ကျွန်တော်စကားလေးနည်းနည်းတော့ပြောမှပြပါမင်းကဘာလုပ်လဲငါနဲ့ဘာကိစ္စအောင်စကားပြောချင်ရလဲကျွန်တော်ကပျော်ဝယ်မျိုးကဦးကျော်လင်းရဲ့သားပါဦးကျော်လင်းဟုတ်ပါတယ်ဖေဖေရဲ့နာမည်နောက်တစ်မျိုးကဦးဖိုးစွန်းလို့လည်းခေါ်ပါတယ်ဖိုးစွန်းဒါဆိုဟုတ်ပါတယ်တော်ကြီးရဲ့ကျွန်တော်ရဲ့မိမိနာမည်ကဒေါ်တီရီနွယ်ပါမင်းကဒေါ်တီရီနွယ်ရဲ့သားလို့ငါကဘယ်လိုယုံရမှာလဲဒါဖေမသေးခင်ကကျွန်တော်ပေးခဲ့တဲ့မိမိရဲ့တပ်ပုံပါဒါတီရီနွယ်ရဲ့ပုံပါလေတော်ကြီးကျွန်တော်မိမိကိုတွေ့ဆုံးလို့အိုးဝေးရနေလာခဲ့ရတာပါဗျာကျွန်တော်မိမိနဲ့တွေ့နေအောင်ကူညီပေးပါတော့တော်ကြီးမင်းအမေရတယ်မင်းကိုအမေကလုံးနေတာပါကွယ်ဒါဆိုလို့ရှိရင်တီတီကမင်းကိုကူညီရမှာပေါ့ဒီဘက်ကစက်တယ်အင်းလားငါ့ဘာလို့အင်းဟုတ်ကျွန်တော်ပြီးရကျွန်တော်လာခဲ့ပြောပါမင်းတို့မင်းနဲ့တွေ့ရတော့ပဲကွာ